မိဘပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့2026ခုနှစ်ဧပြီလ21ရက်နေ့ရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရက်ပေါင်း100အတွင်းတောင်သူများကိုချင်းငွေတိုးမြင့်ချေးပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစိုးရအဖွဲ့အစည်းရဲ့ရက်ပေါင်း100အတွင်းဗန်နာရေးနဲ့အခွန်ဝန်ကြီးဌာနအနေနဲ့တောင်သူလယ်သမားတွေကိုချင်းငွေနှုံတာတိုးမြင့်ရေးစီမံချက်အနေနဲ့ချင်းငွေတိုးမြင့်ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကပြောပါတယ်ဧပြီလ20ရက်နေ့ကနိုင်ငံတော်သမ္မတရုံးမှာပြုလုပ်တဲ့ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။စပါးကျုံကြီးရင်ရှီဝါလုံးနဲ့ပတ်သက်ပြီးတေကောက်ကို3သိန်းအထိတခြားသီးနှံ18မျိုးအတွက်တေကောက်ကို2သိန်းခွဲအထိပန်နန်စီမုံညင်းဂုံလျှော်လုံးနဲ့ပတ်သက်ပြီးတေကောက်ကို1သိန်းခွဲအထိတိုးမြင့်ချေးပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။လာဒူလေယာသုံးစက်ကရိယာချင်းဝင်နဲ့ပတ်သက်လို့ကျပ်သိန်း3000အထိတက္ကနာကျပ်သိန်း3000အထက်ဖြစ်ရင်တက္ကနာပေးသွားမှာဖြစ်တယ်လို့ဦးမင်းအောင်လှိုင်ကပြောပါတယ်။တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်စနစ်ကျတဲ့စိုက်ပျိုးရေးလုပ်ငန်းနဲ့စနစ်ကျတဲ့မွေးမြူရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားဖို့လိုတယ်လို့လည်းနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လူငယ်ရေးရာကဏ္ဍများကိုအချိန်အုံမပြတ်ထိထိရောက်ရောက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ်ပြောင်းလဲပြင်ဆင်၍အသစ်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာလူငယ်များတက်တက်ကြွကြွပူးပေါင်းပါဝင်လာစေရန်နဲ့လူငယ်ရေးရာကဏ္ဍများကိုအရှိန်အဟုန်မပြတ်ထိထိရောက်ရောက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ်ပြောင်းလဲပြင်ဆင်၍အသစ်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်းလူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်းကပြောပါတယ်။လူငယ်ရေးရာကဏ္ဍမြင့်တင်ပေးမယ်ဆိုရင်မျိုးဆက်အလိုက်တိုးတက်ပြောင်းလဲအောင်လုပ်ရမှာဖြစ်တဲ့အတွက်အချိန်ယူရမှာဖြစ်ပါကြောင်းအစကတည်းကစနစ်တကျအခြေခံကောင်းရန်လိုအပ်ပါကြောင်းထို့အပြင်အသက်အရွယ်အဆင့်တန်းအလိုက်ရှိသင့်ရှိထိုက်တဲ့အတွေ့အခေါ်အယူအဆစင်ကျင်သုံးသပ်မှုနဲ့စင်ကျင်တုံတရားပြည့်ဝတဲ့လူငယ်များဖြစ်အောင်ပြုစုပြောင်းထောင်ပေးကြမှာဖြစ်ပါကြောင်းလည်းဒေါက်တာမောင်သင်းကပြောပါတယ်။ဒီမိုကရေစီပြောင်းစုအဖြစ်တည်ဆောက်နိုင်ရန်အတွက်ထူးချွန်ထက်မြက်တဲ့အသိပညာရှင်အတတ်ပညာရှင်လူစွမ်းအားရင်းမြစ်များအများပြားလိုအပ်ပါကြောင်းပြောင်းစုဝန်ကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ကျောင်းနေနိုင်တဲ့လူငယ်များပြားရှိနေပြီးလူငယ်များဖွံ့ဖြိုးတိုးတက်စေရန်နိုင်ငံတကာအဆင့်မီပညာရေးရရှိပြီးလူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်မနိုင်ထားရမှာဖြစ်ပြီးပညာရေးမြင့်မားအောင်ပညာရေးကဏ္ဍကိုဝိုင်းဝန်းမြင့်တင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းပညာနိုင်သူများပညာမဲ့သူများအသိပညာနိုင်သူများနဲ့နိုင်ငံကိုတည်ဆောက်ရမရနိုင်ပါကြောင်းလူငယ်များဟာနိုင်ငံရဲ့အနာဂတ်နိုင်ငံရဲ့အင်အားနိုင်ငံကိုတည်ဆောက်မိသူများဖြစ်၍လူငယ်ကဏ္ဍကိုမြင့်တင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းလည်းပြောင်းစုဝန်ကြီးဒေါက်တာမောင်သင်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Homeless စိတ်ကမ်းမော်တော်အစီး20ကျော်မိလောင်မှုဟာအခုချိန်ထိမငြိမ့်သက်နိုင်သေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်း Homeless မြို့စိတ်ကမ်းမှာဖြစ်ပွားတဲ့မော်တော်ရီမိလောင်မှုကနေရုပ်အလုံး2လောင်းတွေ့ရှိထားပြီးထိခိုက်ဒဏ်ရာရရှိသူ17ယောက်အထိရှိထားတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေထံကနေသိရပါတယ်။မနေ့ကညနေ6နာရီလောက်ကတည်းကစပြီးစီမိုတော်ရင်တွေမိလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ဒီကနေ့ဧပြီလ21ရက်နေ့မနက်ပိုင်းထိမီးငြိမ်းသက်နိုင်သေးခြင်းမရှိဘဲမိဆက်လက်လောင်နေဆဲဖြစ်ကြောင်းလည်းသိရပါတယ်။မိလောင်မှုအတွင်းမှာစီတင်မော်တော်ရီပါဝင်မော်တော်အစီး20ကျော်နဲ့လူသေဆုံးမှုများလည်းများပြားနိုင်တယ်လို့သိရပါတယ်။မြို့နယ်မိသက်တပ်ဖွဲ့အပါအဝင်မြို့နယ်တာဝန်ရှိသူတွေကတော့မီးငြိမ်းသက်နိုင်ဖို့အတွက်လှုံ့ဆော်နေဆဲဖြစ်ပေမဲ့လည်းမိလောင်မှုအပြင်းတာကြောင့်ဒီမနက်ပိုင်းထိငြိမ်းသက်နိုင်သေးခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာအိန္ဒိယနယ်စပ်ကိုပို့ပြပြီးအင်အားအသင့်နဲ့ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2026ခုနှစ်ဧပြီလ21ရက်မနက်ပိုင်းမှာမြန်မာအိန္ဒိယနယ်စပ်ဒေသမှာအင်အားအသင့်နဲ့ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်သွားတယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မြန်မာစံတော်ချိန်ဒီကနေ့မနက်6:59မိနစ်မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးမြေအောက်10ကီလိုမီတာ Richter scale 9.1အဆင့်ရှိတဲ့အင်အားအသင့်တင်လှုပ်ခတ်ခဲ့တာဖြစ်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ Sky Night ဒေသကြီးတမူးမြေကလေးစကန်မှာမြောက်ဘက်36မိုင်ခန့်အကွာဘိုးပြုပြီးလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လူမှုကွန်ရက်မှာရပောင်း20နီးပါးပုံနှကတိုက်နေတယ်လို့ပြောဆိုနေတဲ့တာဂီတာမြို့နယ်၄တောင်ရပ်ကွက်မှာရှိတဲ့နေအိမ်ကိုစိတ်ဝင်စားလာရောက်ကြည့်ရှုသူများပြားပြီးစီကားလျက်ရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့ဖြစ်ပါတယ်။တာဂီတာမြို့နယ်၄တောင်ရပ်ကွက်အောက်သစ်စာလန်း9လမ်းနဲ့6လမ်းကြားလူမနေတဲ့အိမ်အနောက်ဘက်မှာလမ်းပေါ်ကိုကျွေပကံများကျွေခွဲများပြစ်ပေါက်မှုကျူးလွန်သူရှာမတွေ့ပဲစိတ်ဝင်စားလာရောက်ကြည့်ရှုသူများနဲ့စီကားလျက်ရှိတယ်လို့သိရပါတယ်။တာဂီတာမြို့နယ်၄တောင်ရပ်ကွက်အောင်သစ်စာ9လမ်းမှာနေထိုင်သူတူကတော့ဒီလိုဖြစ်နေတာ15ရက်20လောက်နီးပါးကြာနေပြီးဧပြီလအစလောက်ကတည်းကအတိုင်းဖြစ်တာအစကတည်းကလူတွေကတော်တော်လက်နေကြတယ်။နေ့လယ်2နာရီခွဲ3နာရီလောက်ဆိုလမ်းပေါ်ကိုကျွေပကံလုံးတွေပကံလုံးတွေတယောက်ကပြစ်လိုက်တယ်လို့ကွဲကုန်တာလမ်းတော်လမ်းလာတွေကိုထိခိုက်တာတော့မရှိသေးဘူးညဆိုရင်6နာရီခွဲ9နာရီလောက်ဆိုရင်ပြစ်ပြီးဘသူကပြစ်လို့ဘယ်လိုဖြစ်တယ်ဆိုတာရှာမတွေ့သေးဘူးလို့ဒေသခံတွေကပြောပါတယ်။တာဂီတာမြို့နယ်၄တောင်ရပ်ကွက်ပြည်တော်အေးလန်းနဲ့အောင်သစ်စာ9လမ်းထိပ်မှာရှိတဲ့လူနေအိမ်တွေမှာလူနေထိုင်ခြင်းမရှိတဲ့အိမ်အိုဟျောင်းတွေဖြစ်ပြီးပြည်တော်အေးလန်းနဲ့အောင်သစ်စာ6လမ်းထိပ်မှာရှိတဲ့လူနေအထက်မြင့်တိုက်မှာခင်းဖြစ်နေများကလူနေထိုင်မှုမရှိဘဲဧပြီလ20ရက်နေ့မှသာနေထိုင်သူများခီးမှပြန်လည်ရောက်ရှိလာကြောင်းရက်ကွက်နေထိုင်သူများရဲ့ပြောဆိုချက်အရသိရပါတယ်။အဆိုပါအိမ်နှလုံးရဲ့နောက်ဘက်လမ်းကြားနေရာတွေမှာရှာဖွေမှုများပြုလုပ်ထားပြီးခြုံတွေအပေများခုတ်ထွင်းရှင်းလင်းထားသလို
ယမန်နေ့ဧပြီလ20ရက်နေ့ညနေပိုင်းမှာလည်းရက်ကွက်နေပြည်သူများသက်ဆိုင်ရာတာဝန်ရှိသူများအကြောင်းအရင်းနဲ့ကျူးလွန်သူတွေကိုရှာဖွေလျက်ရှိတယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ပေါ်အမျိုးမျိုးသုံးသပ်မှုများရှိနေပြီးထိုကဲ့သို့လမ်းသွားလမ်းလာများအပေါ်အန်ရရှိပစ္စည်းများပိုင်ရှင်မရှိဘဲကြားရောက်လွှင့်ပြနေမှုဟာကလင်းငယ်တက်ကြီးရွယ်ဦးများအတွက်အန်ရရှိကတာဝန်ရှိသူတွေနဲ့အမြန်ဆုံးဖော်ထုတ်ပေးသင့်တယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ပြည်သားရှောက်ထားသူများအနေနဲ့ဆိုရှယ်မီဒီယာအကောင့်များကို public သို့ပြောင်းထားရမယ်လို့ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကြေညာရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ A3 C3 visa G5 H1B H3 H1B နဲ့ H3 တို့ကိုမိကိုနေထိုင်သူများဖြစ်ကြတဲ့ H4F M JK1 K2 K3 Q R1 R2ST သို့မဟုတ် U visa မျိုးစားလျှောက်ထားသူအလုံးဟာအမေရိကန်ပြည်ထောင်စုရဲ့ဥပဒေအရညီသူညီဝါဖြစ်ကြောင်းအတည်ပြုရန်နဲ့ဝင်ရောက်ခွင့်ဆိုင်ရာအရေးချင်းများကိုစစ်ဆေးရန်အတွက်လိုအပ်သောအချက်အလက်များကိုစစ်ဆေးနိုင်ရန်မိမိတို့ရဲ့ social media account အားလုံးကို privacy setting ကို public အဖြစ်သို့ပြောင်းလဲထားမှာဖြစ်ကြောင်းနဲ့ကြွေလိုက်နာဆောင်ရွက်ခြင်းမရှိပါကဗီဇာလျှောက်ထားမှုကိုစစ်ဆေးဆုံးဖြတ်ရမှာကြံ့ကြာမှုများရှိနိုင်ကြောင်းဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကကြေညာထားတယ်လို့သိရပါတယ်။